အားလုံးပဲမင်္ဂလာပါ Morning Devotion ကနေအရောက်တိုင်းကိုယေရှုနာမနဲ့ကြိုဆိုပါတယ်ဒီနေ့မနေ့မှာလည်းဘုရားသခင်အောင်မေရတော့သူဖြစ်ပါဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကနေအနည်းငယ်ခွန်အားပေးဝင်ငါသွားချင်ပါတယ်ရှေ့ဦးစွာကျွန်တော်တို့ထွမြောက်ရာချမ်းခန်းကြီး20အငယ်24မှာတင်တို့ဒီငါအသက်မြင်ရစ်ပလင်ကိုတည်၍မိရှုရာရစ်များမိစ္ဆာရရစ်များအဖြစ်တင်တို့ဤတိုးများနွားများကိုရစ်ပူဇော်ရမည်ထို့သောငါဤနာမတော်ကိုအောက်မေ့ရာအရရရှိတင်တို့ထံသို့ငါကြွလာ၍တင်တို့ကိုကောင်းချီးပေးမည်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားသခင်အောက်မေ့ရတော့သူဖြစ်စေပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ဘယ်လောက်ထိဘုရားရဲ့ကောင်းချီးခံစားရမလဲဘယ်လောက်ထိကျွန်တော်တို့ပုံမှာဘုရားသခင်ချီးမြှောက်မလဲဘယ်လောက်ထိဘုရားကျွန်တော်တို့ပုံမှာအတူရှိလက်ဘုရားသခင်ရဲ့မဆာခြင်းဘုရားသခင်ရဲ့ထောက်ပံ့ခြင်းခံစားရမလဲဆိုတာကကျွန်တော်တို့ဘုရားသခင်ရဲ့ရှေ့မှာဘယ်လောက်ထိအောင်မေ့ရတော့သူဖြစ်နေပြီလေဆိုတဲ့အရာဒီကိုအရေးကြီးတယ်ဆိုတာကိုဒီနေ့ဒီချမ်းစာထဲမှာချစ်ချင်းအဖြစ်မြင်တွေ့ရတယ်ကျွန်တော်ရဲ့အသက်ရှင်မှုကဘုရားရှေ့မှာဘယ်လိုဖြစ်နေပြီလဲဘုရားရှေ့မှာဘယ်လောက်ထိကျွန်တော်ရဲ့အသက်ရှင်မှုကဘုရားအတွက်ဘုရားရဲ့ရှေ့မှာဘုရားရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ကအောင်မေ့ရတော့သူဖြစ်နေလေဆိုတာကျွန်တော်တို့ဒီနေ့ဆန်းစစ်ဖို့လိုအပ်တယ်ကျွန်တော်တို့ကောင်းကြီးရခြင်းမရခြင်းကဒီနေ့ဒီအရာနဲ့အရန်ဆိုင်တာဖြစ်တယ်ကျွန်တော်တို့ကောင်းကြီးဘယ်လောက်ရတာလဲကျွန်တော်တို့ပုံမှာဘုရားခင်ဘယ်လောက်ထိကောင်းကြီးပေးနေတာလဲအဲ့ဒီအရာကဒီနေ့ကျွန်တော်တို့ဘယ်လိုအသက်ရှင်နေတာလဲဘုရားရှေ့မှာဘယ်လိုတွာလာနေရလဲဘုရားရဲ့ရှေ့မှာကျွန်တော်တို့ကဘယ်လိုရည်တည်နေတာလဲဆိုတာကတကယ်ကိုအရေးကြီးတယ်ဆိုတာကိုဒီနေ့မြင်တွေ့ရတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့မှာဘုရားခင်အောင်မေ့ရတော့သူဖြစ်စေပါလို့ပြောတဲ့အခါမှာဒီနေ့ဘုရားခင်ကဒီကျမ်းစာထဲမှာကျွန်တော်တို့ကိုလိုက်နာရမယ့်အရာတွေဖော်ပြထားတယ်ဆိုတော့တွေ့ရတယ်နံပါတ်1မြေရစ်ပလင်ကိုတီးပါဆိုပြီးမှဘုရားခင်ဖော်ပြထားတာကိုမြင်တွေ့ရတာဖြစ်တယ်မြေရစ်ပလင်ငါအသက်မြေရစ်ပလင်ကိုတီးပါလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီဘုရားခင်တီးခိုင်းစေခြင်းနဲ့မြေရစ်ပလင်ကကျွန်တော်ရဲ့အသက်တာကိုဘုရားလက်တော်ထဲမှာဘုရားအတွက်စက္ကန့်အနန္တတော်သူဘုရားအတွက်ပေးဆက်တော်သူဘုရားအတွက်ကျွန်တော်ရဲ့အသက်တာကိုပုံအပ်တော်သူဖြစ်စေဖို့ဒီနေ့ဘုရားခင်လိုရှိတာဆိုတာကိုမြင်တွေ့ရတာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာဒီတိုင်းအသက်တာကိုဘုရားဘက်မှာဆက်ကပ်ရမယ်လို့ပြောတဲ့အခါမှာဒီတိုင်းပေးတာပဲမဟုတ်ဘဲနဲ့ကျွန်တော်ဘယ်လိုမျိုးနှလုံးသားနဲ့ဘယ်လိုမျိုးအသက်တာနဲ့ဘုရားထံမှာလာဖို့လိုအပ်လဲဆိုရင်ဘုရားခင်ဒီမှာပြန်ပြောထားတာတွေ့ရတယ်မီးရှို့ရာရစ်များဖြင်းတဲ့ရစ်ပလင်ကိုတီးပြီးမှမီးရှို့ရာရစ်လို့ပြောတဲ့အခါတစ်ဆက်တည်းကျွန်တော်နားလည်ရမယ့်အရာကမီးရှို့တဲ့ရစ်ဆိုတာကရစ်ကောင်တစ်ခုလုံးကိုလောင်ကျွမ်းစေတဲ့ရစ်ပူဇော်ခြင်းတစ်မျိုးဖြစ်တယ်ပြောချင်တဲ့သဘောကဒီနေ့လောင်ကျွမ်းခြင်းလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဇာတိအရာတွေလောင်ကျွမ်းပြီးမှဇာတိအရာတွေကိုတနည်းအားဖြင့်ဇာတိအရာတွေကိုဖေးရှားပြီးမှဘုရားရဲ့မျက်မှောက်တော်ထဲမှာလာဖို့လိုအပ်တာဖြစ်တယ်ဇာတိအရာတွေရှိနေတွေ့ရတော့တေချာတယ်ဘုရားခင်အောင်မေ့လို့ရတော့သူဖြစ်နေမှာမဟုတ်ဘူးဖြစ်တယ်ကျွန်တော်တို့အသက်တာထဲမှာဘုရားဘက်မှာတိုးဝင်လာပေမဲ့ကျွန်တော်ရဲ့တက်တာထဲမှာဇာတိအရာတွေရှိနေမယ်ဆိုရင်လောကအရာဘက်မှာပဲစိတ်ပါနေအောင်မယ်ဆိုရင်တေချာတယ်ဘုရားခင်အောင်မေ့ရတော့သူဖြစ်စေမှာမဟုတ်ဘူးနောက်တစ်ခုကျွန်တော်တစ်ဆက်တည်းမှာဗာနဲ့လာဖို့လိုလဲဆိုရင်မိတ္တာဟာရရစ်နဲ့ဘုရားထံမှာလာဖို့လိုဘုရားထံမှာပူဇော်ဖို့လိုမိတ္တာဟာရရစ်ကျွန်တော်အားလုံးသိတယ်ဗျဘုရားခင်နဲ့ယဉ်ကျေးကြောင်းဝင်ခြင်းတည်ဆောက်ဖို့လိုအပ်တာဖြစ်တယ်ခရစ်ဝင်ကျမ်းထဲမှာဘုရားခင်ဘယ်လိုပြောထားလဲဆိုရင်ကျွန်တော်တို့ကိုရွေးကောက်ခဲ့ခြင်းကသူနဲ့မိတ္တာဟာရဖွဲ့ဖို့အတွက်ကျွန်တော်တို့ကိုရည်ကောက်ခဲ့တာဖြစ်တယ်ဆိုတာကိုဖော်ပြထားတာတွေ့ရတယ်။တနည်းအားဖြင့်ဘုရားခင်ကကျွန်တော်တို့နဲ့မိတ္တာရဖွဲ့ခြင်းနဲ့ဘုရားခင်ဖြစ်တယ်။ကျွန်တော်တို့နဲ့အချိန်ယူခြင်းနဲ့ဘုရားကျွန်တော်တို့နဲ့ယဉ်ကျေးအကျွမ်းဝင်ခြင်းနဲ့ဘုရားခင်ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့နောက်တစ်ခုနားလည်ရမယ့်အရာကဘုရားခင်အောင်မေ့ရတော့သူဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကဘာလုပ်ဖို့လဲဆိုရင်နံပါတ်1အနေနဲ့ဘုရားရဲ့မျက်မှောက်တော်ထဲမှာဘုရားနဲ့ယဉ်ကျေးကျွမ်းဝင်ခြင်းတည်ဆောက်တော်အသက်တာရှိဖို့လိုအပ်တယ်ဆိုတာကိုမြင်တွေ့ရတာဖြစ်တယ်။ဒီနေ့နောက်ဆုံးတစ်ခုကဘုရားခင်ဘာပြောပြထားခြင်းလဲတင်တို့ဤတူးနွားများကိုရည်ပူဇော်ရမည်တင်တို့ဤတူးနွားများဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်တို့ဘာပိုင်ဆိုင်မှုတွေရှိလဲဒီနေ့ကျွန်တော်တို့အသက်တာထဲမှာပိုင်ဆိုင်မှုတွေဘာတွေရှိလဲအဲ့ဒီအရာကိုဘုရားနိုင်ငံတော်အတွက်ဘုရားအတွက်ပေးဆက်တတ်တော်သူဖြစ်ဖို့လိုတယ်ကျွန်တော်တို့ကကိုယ့်ရဲ့ personal အတွက်ပဲကိုယ့်ရဲ့စာဝတ်နေရေးတွေအတွက်ကိုယ့်ရဲ့လုပ်ငန်းတွေအတွက်ကိုယ့်ရဲ့မိသားစုတွေအတွက်အရာရာအတွက်ကျွန်တော်တို့ကပေးကမ်းနေတော့ဆက်ကပ်တော့သူမဟုတ်ပဲနံပါတ်1ကျွန်တော်တို့ဦးစားပေးရမယ့်အရာကဘုရားရဲ့နိုင်ငံတော်အတွက်ဆက်ကပ်ပါဝင်တော့သူဖြစ်လာဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်တို့ရဲ့ဥစ္စာတွေကျွန်တော်တို့ရဲ့တတ်နိုင်တဲ့အရာအများကြီးမရှိရင်တော့ဒီနေ့ကျွန်တော်တို့ဘာတတ်ကျွန်တော်တို့အထက်မှာတန်ဖိုးအရှိဆုံးအရာဘာရှိလဲအချိန်ရှိလားဒီနေ့ငွေရေးကြေးမရှိတော့ကျွန်တော်တို့အတွက်အချိန်ရှိလားဒါမှမဟုတ်ကျွန်တော်တို့အတွက်ခွန်အားရှိလားအဲ့ဒီအရာကဒီနေ့ဘုရားရဲ့နိုင်ငံတော်အတွက်ပေးကမ်းပါဝင်ဆက်ကပ်တော်သူဖြစ်လာဖို့အတွက်လိုအပ်တယ်ဆိုတော့မြင်တွေ့ရတာဖြစ်တယ်။ဒါဆိုရင်တော့ဒီနေ့ဒီဘုရားခင်ပြောတဲ့အချက်တွေနဲ့ဒီနေ့ကျွန်တော်မှာပြီးဆုံးနေပြီဆိုရင်တေးချတယ်
ဒီနေ့ကျွန်တော်ကဘုရားသခင်အောက်မေ့ရတော့သူဖြစ်လာတာနဲ့အလျောက်ဘုရားသခင်ကောင်းကြီးပေးလို့ရတဲ့သူဘုရားသခင်ကိုယ်တိုင်ကြွလာပြီးမှဘုရားသခင်ချီးမြှောက်လို့ရတဲ့သူကျွန်တော်တို့လှုပ်ဆောင်တဲ့အမှုရာတိုင်းမှာကျွန်တော်တို့သွားလာတဲ့နေရာတိုင်းအရက်ခတ်သိမ်းတိုင်းမှာကျွန်တော်ကဘုရားရဲ့ချီးမြှောက်ခြင်းခံရမှာဖြစ်တယ်ဘုရားရဲ့ကောင်းချီးပေးခြင်းဘုရားရဲ့ကျေးဇူးပြုခြင်းဘုရားဓမ္မလာတဲ့ပြန်လည်ပြီးမှဘုရားရဲ့ကောင်းမြတ်ခြင်းတွေကျွန်တော်တို့အသက်တာထဲမှာပြီးဆုံးနေရယူလာမင်းဆိုတဲ့ဒီနှုတ်ကပတ်တော်အပြင်အနည်းငယ်ခွန်အားပေးဝင်ငါခြင်းတွေအရောက်တိုင်းပေါ်မှာဘုရားခင်အထူးကောင်းချီးပေးပါစေ